အားလုံးပဲမင်္ဂလာပါ Merry Christmas ပါလို့လည်းပဲထပ်မံနှိုက်ခွန်းဆက်တာလိုပါတယ်ကျွန်တော်တို့ဦးစံမောနဲ့တင်းတော်အဖွဲ့ချုပ်မီဒီယာအွန်လိုင်းကနေပြန်လည်၍ဖျားရဲ့နှုတ်ပတ်တော်ဒီ Christmas လမှာပြန်လည်ဝေငါတက်တည်ခံခွင့်ရရှိတော့ကြောင့်ဖျားရှင်နာမကိုချီးမွမ်းပါတယ်ခရစ်တော်ရဲ့ကေတင်ခြင်းနဲ့တူငြိမ်းချမ်းခြင်းအကြောင်းကိုလည်းပဲအတူကခံစားရရှိပါစေလို့လည်းပဲဒီကနေဆုတောင်းပေးလိုပါတယ်ကျမ်းစာနှစ်ပိုက်ကိုဖတ်ကြားလိုပါတယ်ရှင်လုကာခရစ်ကျမ်းခန်းကြီးနှစ်အခန်းငယ်14ပဲဖြစ်ပါတယ်ကောင်းကင်ဘဝဝယ်ဖျားသခင်ဒီဘုံကြီးတော်မူစေတည်းမြေကြီးပေါ်နဲ့လည်းပဲငြိမ်သက်ခြင်းရှိစေတည်းလူတို့အားမေတ္တာကရုဏာရှိစေတည်းဟုဖျားသခင်ကိုချီးမွမ်း၍မွတ်ဆိုကြ၏ယောဟန်ခန်းကြီး14အခန်းငယ်6ပဲဖြစ်ပါတယ်ငါဒီလန်ခီဖြစ်တမာတရားလည်းဖြစ်အသက်လည်းဖြစ်ငါကိုအမိမပြုတ်ရင်အပေသူမြခမဲတော်ထံသို့မရောက်ရဒီကျမ်းချက်နှစ်ချက်ကိုယူပြီးတော့ဒေနာကောင်းဆွေနဲ့ဖြင့်ခွန်အားပေးလိုတာကထာဝရအသက်ပေးပိုင်တော်ငြိမ်းချမ်းခြင်းတခင်ယေရှုလို့ခွန်အားပေးလိုပါတယ်ခရစ်စမတ်ဆိုတာကခရစ်စကားပဲဖြစ်ပါတယ်သူရဲ့ဆိုလိုရင်းကတော့ခရစ်တော်ယေရှုဖခင်ကဖျားစင်စစ်ကနေလူအသွေးသားနဲ့ခံယူခြင်းအဖြစ်အပျက်ကိုခေါ်ဆိုတာပဲဖြစ်ပါတယ်ခရစ်စမတ်ပွဲတော်လုပ်တယ်ဆိုတာကဖျားသခင်ကလူသားများအသက်ပေးခဲ့တဲ့ငြိမ်းချမ်းခြင်းကယ်တင်ခြင်းကိုလူသားတိုင်းလူမျိုးတိုင်းပါရာမရွေးအတူတကွမျှဝေအသက်ရှင်သွားဖို့ပဲဖြစ်ပါတယ်ဆိုတော့ခရစ်တော်ပေးခဲ့တဲ့ငြိမ်းချမ်းခြင်းနဲ့ကယ်တင်ခြင်းကဘယ်လိုပေးခဲ့တယ်လဲဆိုတာကိုအတူတကွခွန်အားယူနိုင်ဖို့ရန်နှိဒန်းနေဖြင့်ဖိတ်ခေါ်ချင်ပါတယ်စောစောကဖတ်တဲ့ကျမ်းချက်ထဲမှာကောင်းကင်တမန်ကကြွေးကြော်ပါတယ်ဖျားကောင်းကင်ဘဝဝဲဖျားခင်ဒီဘုံကြီးတော်မူစေတည်းမြေကြီးပေါ်နဲ့လည်းငြိမ်သက်ခြင်းရှိစေတည်းလို့ပြောထားပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့လူသားတွေဖျားခင်စကားတော်ကိုနားမထောင်တဲ့အခါမှာမြေကြီးပေါ်မှာယနေ့ချိန်ထိငြိမ်ချမ်းခြင်းငြိမ်သက်ခြင်းမရှိခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့ကမှကျွန်တော်လူသားတွေကမိမိကိုယ်ကျိုးအတွက်တကူကောင်းဆန်းစိတ်နဲ့ပဲအသက်ရှင်တော့အခါမှာကြီးနိုင်ငံနဲ့မဟုတ်လဲပြည်တော်ပြောနေတဲ့မြေနှိမ့်ရလန်ဆိုင်ဆိုတဲ့စကားအတိုင်းကျွန်တော်လူသားတွေခံစားနေရပါတယ်လူတွေကငြိမ်ချမ်းခြင်းငြိမ်သက်ခြင်းရှိနိုင်မလားလို့လည်းပဲဖျားသခင်ကပြန်ပြီးတော့ပြည့်ညက်ချက်တွေရှေးစွာကျွန်တော်ယေဘရဟိတ်တွေဘရောဖက်တွေကိုလည်းပဲစေလွတ်ခဲ့ပါတယ်ပြည့်ညက်တွေကိုလိုက်လျှောက်ခိုင်းတယ်ဒါပေမဲ့ကျွန်တော်တို့လူသားတွေကအဲ့ဒီပေတံကိုဘယ်တူးတယောက်မှမလုံနိုင်ခဲ့ပါဘူးယောမခန်းကြီးတောင်းအခန်းငယ်30ကနေ7ကိုကျွန်တော်ဖတ်ကြည့်မယ်ဆိုရင်တွေ့မြင်ရမှာဖြစ်ပါခရစ်တော်ပြခဲ့တဲ့ငြိမ်းချမ်းခြင်းကလည်းပဲတုကိတုခါမှာအရာရာတိုင်းကတာယာဝပြောနေခဲ့တာတော့မဟုတ်ပါဘူးလူနည်းစုရဲ့လဝအုပ်ကြီးခံရပြီးတော့လူများစုကဖိနှိပ်ခြင်းဒုက္ခဆင်းရဲခြင်းများစွာနဲ့ရင်ဆိုင်နေကြရပါတယ်အတိဒုက္ခတွေရင်ဆိုင်ကြရတယ်အဲ့ဒီအခြေအနေမျိုးမှာခရစ်တော်ရဲ့ဘုန်းကူးနဲ့လူသားတွေကိုမကယ်တင်ခဲ့ပါဘူးလူသားတွေကိုငြိမ်းချမ်းခြင်းမပေးခဲ့ပါဘာကြောင့်လဲဆိုတော့ကမှခရစ်တော်ရဲ့ချစ်ချင်းမေတ္တာကိုပြချင်လို့ဖြစ်ပါတယ်တကယ်တမ်းကဘုရားသခင်ကအရာအလုံးကိုတတ်နိုင်ပါတယ်သခင်ယေရှုကအရာခတ်တိုင်းကိုတတ်ဆွမ်းနိုင်တော့ဘုရားသခင်ဖြစ်ပါတယ်ဒီဘုန်းကူအားဖြင့်တော့မဟုတ်လဲကောင်းကင်တမန်အားဖြင့်ဘာကြောင့်လူတွေကိုငြိမ်းချမ်းအောင်လူရဲ့အသက်ဝိညာဉ်ကိုမကယ်တင်ခဲ့တယ်လဲဆိုတဲ့အခါမှာငြိမ်းချမ်းခြင်းဆိုတဲ့စကားလုံးကအလုံးမနည်းနည်းလာပါတယ်အဲ့ငြိမ်းချမ်းခြင်းကိုကျွန်တော်ဖော်ဆောင်နိုင်ဖို့ရန်ဘုံတကူအားဖြင့်ကျေဝချင်းအားဖြင့်ပညာရှိခြင်းလူရဲ့ပြည့်ညက်ချက်တော့မဟုတ်လည်းပဲကလဲ့စားခြင်းကနေဒီဆောက်လို့မရလို့ပဲဖြစ်ပါတယ်ငြိမ်းချမ်းခြင်းဆိုတဲ့စကားလုံးကကြောင့်ငြိမ်းချမ်းခြင်းဆိုတာချစ်ချင်းမေတ္တာကိုအခြေခံတဲ့စွန့်လွတ်ခြင်းပေးဆက်ခြင်းဖြစ်ပါတယ်အဲ့ဒါတွေကလည်းပဲကျွန်တော် justice တရားမျှတမှုရှိဖို့ပဲဖြစ်ပါတယ်တရားမျှတခြင်းဆိုတာကလူသားတိုင်းလူသားဖြစ်တည်ခွင့်ရှိဖို့ပဲဖြစ်ပါတယ်ကျွန်တော်ဟေလိုမင်းကခရစ်တော်မွေးဖွားလာစဉ်ကာလမှာသူ့ရဲ့နေရာလူမှာဆိုလို့ယောက်ျားလေးနည်းနည်းအောက်ကလေးတွေကိုတတ်ခိုင်းခဲ့ပါတားတွေကရှုံးခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရပါပြောမယ်ဆိုရင်ကျွန်တော်လူ human right လူအခွင့်အရေးရှုံးတယ်ပေါ့နော်ကျွန်တော်ပြောနေတဲ့မင်းတစ်ချက်ငါတစ်ချက်ရော့ငါလည်းတစ်ချက်မင်းလည်းတစ်ချက်အဲ့လိုမျိုးမဟုတ်ပါဘူး justice ဆိုတာကအယောက်စီတိုင်းကမြတ်တရရှိဖို့ရန်ဖြစ်ပါတယ်တကယ်လို့ခရစ်တော်ဖခင်ကအလိုမနှိမ်ကြတဲ့နွားတင်ကုတ်မှာမွေးခဲ့ရင် justice ဆိုတာကကျွန်တော်တို့နားလည်နိုင်ခဲ့မှာမဟုတ်ချစ်ချင်းမေတ္တာဆိုတာကလည်းပဲတီးခဲ့မှာမဟုတ်ဘာကြောင့်လဲဆိုတော့ခုနကကြီးနိုင်ငံနင်းကိုပဲကျွန်တော်ဒါတော့ justice ပဲလို့ခံယူကောင်းခံယူမှာဖြစ်ပါဒါကြောင့်ခရစ်တော်ရဲ့ပြခဲ့တဲ့ငြိမ်းချမ်းခြင်းငြိမ်သက်ခြင်းဆိုတာလူသားတိုင်းအပေါ်မှာ justice
ဖြစ်စီဖို့ပဲဖြစ်ပါတယ်ကျွန်တော်တို့ပဲရတဲ့ justice ကိုဒီတစ်ပါးပေါ်မှာမျှဝေဖို့ဘုရားခင်ရဲ့ကကျွန်တော်တို့ကိုရွေးကောက်ထားတာဖြစ်ပါတယ်ဆိုတဲ့အကြောင်းအရာကိုနံပါတ်1ချက်နေဖြင့်ခွန်အားပေးလို့ပါတယ်နံပါတ်2ကတော့လူတို့အားမေတ္တာကရုဏာရှိစေတည်းတဲ့လူတို့ကခရစ်တော်ကိုတကယ်ပဲကယ်တင်ပန်းရှင်အဖြစ်ယုံကြည်လက်ခံရရင်သူ့အတ္တတာမှာအံ့ဩဆရာတွေဖြစ်လာပြီးတော့အဲ့ဒီအံ့ဩမှုကတကိုးပြနိုင်တာမဟုတ်ပါဘူးအရင်ကမိမိစံသားအတတ်ရှင်တာမျိုးမဖြစ်ဘဲနဲ့ဘုရားခင်ရဲ့သဘောတဘာဝဝင်လာပြီးတော့အကျင့်စာရိတ်အသက်များနဲ့ပြောင်းလဲအသက်ရှင်တဲ့ဘုရားခင်ရဲ့ချစ်ချင်းမေတ္တာပဲဖြစ်ပါတယ်တေယောအခန်းကြီး၄အခန်းငယ်16ထဲမှာကျွန်တော်ဖတ်ကြည့်မယ်ဆိုရင်တွေ့မြင်မှာဖြစ်ပါတယ်လူတိုင်းအတွက်တကယ်ရင်ဆိုင်ရမယ့်တိုက်ပွဲဆိုတာရှိပါတယ်တဲ့အဲ့ဒီကတော့မေတ္တာနဲ့အတ္တတိုက်ပွဲပဲဖြစ်ပါတယ်ကျွန်တော်ကမေတ္တာနဲ့အသက်ရှင်ဖို့လိုအပ်ပါတယ်အတ္တနဲ့အသက်ရှင်ပြီးဆိုရင်ဘယ်တော့မှမေတ္တာငြိမ်းချမ်းခြင်းဆိုတာလည်းပေါ်ဆောင်နိုင်မှာမဟုတ်ပါဘူးဒါချစ်ချင်းမေတ္တာကဘယ်တော့မှမရှုံးဘူးလို့တိကောခန်းကြီး73အခန်းငယ်8ထဲမှာလည်းပဲကျွန်တော်တွေ့ရမှာဖြစ်ပါတယ်မေတ္တာဆိုတာလည်းပဲလူသားချင်းအပေါ်မှာပဲအမိပြုရမှာမဟုတ်ပါဘူးဘုရားခင်ဖန်ဆင်းထားတဲ့စัจ java တစ်ခုလုံးအပေါ်မှာမေတ္တာထားပြီးတော့ပြုစုထိန်စောင့်ရှောက်တတ်ဖို့လည်းပဲဖြစ်ပါတယ်ချစ်ချင်းမေတ္တာကိုမာတင်လူသာခင်းကဒီမျိုးဖော်ကျူးထားပါတယ်ချစ်ချင်းမေတ္တာကစัจ java ကြီးမှာအကြီးမားဆုံးအင်အားဖြစ်ပါတယ်တဲ့ဒီချစ်ချင်းကကိုကျင့်တရားစัจ java နှလုံးခုန်တန်လည်းဖြစ်ပါတယ်တဲ့ချစ်တဲ့သူကလည်းပဲဘုရားခင်ချစ်ချင်းမှာပါဝင်တဲ့သူဖြစ်တယ်ဆိုတော့သူကဖော်ကျူးထားပါတယ်လူသားများအတွက်အတိကလူအချက်ကတော့ကျွန်တော်အပြစ်တရားရဲ့ချီနှောင်ထားခြင်းဖြစ်တဲ့အတ္တပဟိုပြုခြင်းလောဘမောဟတန်တရားစိတ်မှလွတ်မြောက်စီပြီးတော့ဘုရားခင်ချစ်ချင်းမေတ္တာနဲ့အသက်ရှင်ဖို့ဖြစ်ပါတယ်ဒါကြောင့်ချစ်ချင်းမေတ္တာပြေဝတည်ရှိမှသာလဲမိသားစုအတိုင်းဝိုင်းပတ်ဝန်းကျင်နိုင်ငံကဘာကြီးကအေးချမ်းငြိမ်သက်နိုင်မှာဖြစ်ပါတယ်ခရစ်တော်ရဲ့လူစာတွေ့ခံယူမွေးဖွားခြင်းကလည်းပဲလူသားတိုင်းမေတ္တာကရုဏာရှိဖို့ပဲဖြစ်ပါတယ်ဆိုတဲ့အကြောင်းနံပါတ်2ချက်နေဖြင့်ခွန်အားပေးလို့ပါနံပါတ်3အချက်ကတော့ထာဝရအသက်ပဲဖြစ်ပါတယ်ထာဝရအသက်ကကျွန်တော်တို့လူသားအယောက်စီတိုင်းအရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်လူအမြင်တာမကပဲပါတာတရားတိုင်းရဲ့တွင်တင်မှုကိုကျွန်တော်ကြည့်တဲ့အခါမှာခန္ဓာထဲမှာဝိညာဉ်ရှိတယ်ဆိုတာကိုယုံကြည်ကြပါတယ်ယုံကြည်တဲ့အတိုင်းလည်းပဲကျွန်တော်တို့ကအဲ့ဒီပါတာတရားရဲ့တွင်တင်မှုကိုကြိုးစားပြီးတော့လှုပ်ဆောင်ကြပါတယ်ဒါပေမဲ့ဘလောက်ပဲကြိုးစားဖြားမျက်မှောက်တော်ကတော့ကျွန်တော်တို့ကအပြစ်သားဖြစ်နေတော့မှာပဲဆိုတော့ကျွန်တော်နားလေရပါတယ်။ဒါအောင်ခရစ်တော်ပြောတဲ့ငါဒီလမ်းခီးဖြစ်၏လို့ဖော်ပြထားတော့ကျွန်တော်တွေ့ရမှာပဲ။ယေရှုကငါဒီလမ်းခီးဖြစ်၏။အဲ့လမ်းခီးကလမ်းပေါင်းမြောက်များစွာတွေကလမ်းတစ်ခုမဟုတ်ပါဘူး။လမ်းတစ်ခုတည်းပဲရှိလို့ပဲဖြစ်ပါတယ်။သူကလမ်းပြတဲ့သူလည်းမဟုတ်ပါဘူး။သူကလမ်းကိုလမ်းဖြစ်နေတာ။ဒါကြောင့်ကျွန်တော်တို့ကသူ့ကိုလက်ခံယုံကြည်လိုက်ပြီဆိုရင်ဒါနဲ့အဲ့လမ်းခီးကကျွန်တော်ကောင်းကောင်းမွန်မွန်ချောမောရောက်ရှိသွားမှာဖြစ်ပါလေလူရပန်းတိုင်ကိုကျွန်တော်ကောင်းကောင်းမွန်ရောက်ရှိသွားမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဘာလဲဆိုတော့တမာတရားလည်းဖြစ်၏တဲ့ခရစ်တော်ယေရှုဘုရားကဘုရားစင်စစ်ကနေလူစာတိကိုခံယူတဲ့ဘုရားခင်ဖြစ်ပါတယ်ဒါကြောင့်သူ့မှာဘာမှထူးတွေထပ်ပြီးတော့အကျင့်ကြံအားထုတ်เสียမလို့သူကဘုရားခင်ဖြစ်ပြီးသားပဲဒါကြောင့်သူကတမာတရားကိုပြတဲ့လူလည်းမဟုတ်ပါဘူးတမာတရားကိုတွင်နေတဲ့လူလည်းမဟုတ်ပါဘူးသူကိုယ်တိုင်ကတမာတရားဖြစ်ပါတယ်။အဲကျွန်တော်တို့ကသူ့ကိုလက်ခံယုံကြည်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကတမာတရားကိုကြင်ကြံအားထုတ်နိုင်တဲ့သူဖြစ်ပါပါတယ်။ကြင်ကြံအားထုတ်เสียလဲထပ်ပြီးတော့မလိုတော့ပါဘူး။ဒါကြောင့်ခရစ်တော်ရဲ့လာရောက်မွေးဖွားခြင်းလူစာတွေ့ခံယူခြင်းခရစ်စမတ်ပွဲတော်ဟာခရစ်တော်ရဲ့ကယ်တင်ခြင်းဝိညာဉ်အသက်တာကိုပိုပြီးဖော်ညွှန်းတယ်ဆိုတဲ့အကြောင်းအရာကိုခွန်အားပေးလိုပါတယ်။နောက်တစ်ချက်ကတော့ဘာလဲအသက်လည်းဖြစ်၏တဲ့အသက်လို့ပြောတဲ့အခါမှာဝိညာဉ်အသက်ကိုပြောတာဖြစ်ပါတယ်။ကျွန်တော်ခန္ဓာထဲမှာရှိတဲ့ဝိညာဉ်အသက်ခန္ဓာကတော့တနေ့ကျရင်ပျက်စီးသွားမှာဖြစ်ပါဒါပေမဲ့ဝိညာဉ်ဆိုတဲ့အရာတော့မပျက်စီးပါဘူးအဲ့ဒီမပျက်စီးခြင်းအရာကိုပြန်လည်ပြီးတော့ငြိမ်းချမ်းခြင်းရရှိနိုင်ဖို့ရန်ခရစ်တော်ကသူ့ကိုယ်သူအသက်လို့ရည်ညွှန်းပါတယ်ဒါကြောင့်ကျွန်တော်တို့ခရစ်တော်ကိုတက်ဝင်ယုံကြည်ပြီးဆိုရင်ထာဝရအသက်ကိုအမှန်တကယ်ပိုင်ဆိုင်နာမှာဖြစ်ပါတယ်ဒါကြောင့်သူ့ကိုအမိပြုမှသာလျှင်ကျွန်တော်ခမဲတော်ကောင်းကင်နိုင်ငံကိုရောက်ရှိမယ်ဆိုတဲ့အကြောင်းအရာကိုတွေးမြင်မှာဖြစ်ပါတယ်နေကုန်းချုပ်နေဖြင့်ကျွန်တော်တို့ဒီကနေ့ခရစ်စမတ်လမြတ်ရာဒီမှာကျွန်တော်ကြားနာတော့ကိုရောဖျားရဲ့တာသမီများတာမကပဲကျွန်တော်တွေ့မြင်တို့အယောက်စီတိုင်းတို့ဒီခရစ်စမတ်လမှာတာမကပဲအသက်ရှင်စဉ်ကာလတိုင်းမှာတကူနဲ့တူငြိမ်းချမ်းခြင်းကိုဖော်ဆောင်နိုင်ဖို့ချစ်ချင်းမေတ္တာကြီးနဲ့ထာဝရအသက်ကိုလည်းပဲ
အတူတကွမျှဝေခန်းစားပြီးတော့အသက်ရှင်ရှောက်လန်းနိုင်ကြပါစေလို့ဤများလောက်နဲ့ပဲတိုက်တွန်းခေါ်အားပေးလိုပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်